ကျွန်တော်တို့ရဲ့ကျင့်ဝတ်တွေထိမ့်ဖို့လိုတယ်ကျွန်တော်နမူနာတစ်ခုပြောခြင်းတယ်အမေရိကန်ကိုရောက်သွားတဲ့အခါမှာကျွန်တော်မိတ်ဆွေရဲ့သမီးကဒီရုပ်ရှင်တွေဗီဒီယိုတွေကိုတီးဖြတ်တဲ့ software ပေါ့သူ့ရဲ့ကွန်ပျူတာထဲမှာထည့်ထားတယ် Final Cut Pro လို့ခေါ်တယ်ဈေးတအားကြီးတာပဲမြန်မာငွေနဲ့ဆိုရင်18သိန်းလောက်ကြာကျွန်တော်မဝင်နိုင်ပါဘူးအဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်တငယ်ချင်းသမီးလေးကိုကျွန်တော်ပြောရတယ်သမီးအဲ့ဒီ software လေးကိုဦးရဲ့ကွန်ပျူတာထဲမောင်းထည့်ပေးလိုက်ပါလား73နှစ်သမီးလေးကဒီလိုမော့ကြည့်ပြီးတော့ရမလားတဲ့မူပိုင်ခွင့်အခွင့်အရေးကိုချိုးဖောက်တယ်လို့ဖြစ်သွားမှာပေါ့ရှက်လိုက်တာကျွန်တော်ကိုသမီးရွယ်ကိုမြီတူမအရွယ်ကလေးလေးကမူပိုင်ခွင့်ကိုအသွေးတဲ့အသားတွေကအဲ့ဒါလိုလိုက်နာကျွန်တော်တို့ကိုယ်တိုင်ကကြတော့ကျွန်တော်တို့ရဲ့ဗီဒီယိုဇာတ်ကားတွေခိုးတဲ့လူတွေကိုခိုးကူတွေဖန်ခိုးကူတွေဖန်ခိုးကူတွေဖန်နဲ့អော်ပြီးကိုယ်တိုင်ကကြတော့သူများပစ္စည်းသွားခိုးဖို့ကြိုးစားတာစဉ်းစားကြည့်ပါလောက်ရှက်ဖို့ကောင်းတယ်ကျွန်တော်တို့အသွေးအသားတွေမှာဒီကျင့်ဝတ်တစ်ခုကိုထိန်းရမယ်ဆိုတာဘယ်သူကပြောစရာမှမလိုပဲနဲ့အဲ့ဒီကလေးလေးကဘာလို့သိနေစင်ကာပူနိုင်ငံမှာလမ်းမပေါ်မှာစတွေးမထွေးရဘူးရှူမပေါက်ရဘူးကြောက်ကြတယ်စတွေးလည်းမထွေးပါဘူးရှူလည်းမပေါက်ပါဘူးဒါပေမဲ့ဗမာအများစုနေကြတဲ့ Peninsula Plaza လည်းရောက်သွားအောင်အဲ့နိုင်ငံတွေမှာကွန်းစတွေးတွေကြီးပဲဟောင်းနေအောင်နံလိုက်တဲ့သေးစော်တွေအဲ့တော့ဘာဖြစ်လို့ခုနကလမ်းပေါ်ကြတော့မလုတာလေဒီအလုပ်တွေကိုလွယ်လေးပဲအဲ့ဒါကြိမ်နဲ့ရိုက်မှကြောက်လို့ကြိမ်လုံးကြောက်လို့လိုက်နာတဲ့ကျင့်ဝတ်ကိုလိုက်နာတဲ့ဒလိဟာမကောင်းပါဘူးကိုယ့်ရဲ့အသွေးအသားတွေကဒီကျင့်ဝတ်ကိုလိုက်နာဖို့ကျွန်တော်တို့အလေးကျင့်လုပ်ယူကြရမယ်ခုနကလေးလေးဟာမွေးရပါအသိစိတ် तू ကဗမာကမွေးတာပါအဖေဗမာအမေဗမာကမွေးတာပါဒါပေမဲ့အမေရိကန်လိုနိုင်ငံကိုရောက်သွားတဲ့အခါမှာမွေးရပါအသိစိတ်ကသူ့ရဲ့မွေးရပါစိတ်ကဒီကျင့်ဝတ်ကိုထိန်းရမယ်ဘလောက်ပဲဖြစ်နေပါလေစေဘယ်သူမှမသိဘူးဆိုတာမျိုးမဟုတ်ဘူး तू ကူးထည့်ပေးလိုက်ရင်ဘယ်သူမှမသိပါဘူးရပါတယ်ဘာဖြစ်တာမှလို့ဒါပေမဲ့ဘယ်သူမှမသိတာကသူ့အတွက်အရေးကြီးဆုံးပြဿနာအခွင့်အရေးသူများပစ္စည်းမူပိုင်ခွင့်မချိုးဖောက်ဘူးပိုင်ရှင်မသိပဲငါမလုပ်ဘူးဆိုတဲ့အသိစိတ်အဲ့ဒါကျင့်ဝတ်ပဲအဲ့ဒီကျင့်ဝတ်ဆိုတာအခွင့်အရေးနဲ့ဒန်းတူဒန်းမြညီမြချင်းဆွဲပြီးကျင့်ဝတ်ကိုမှမစောင့်ထိန်းနိုင်ရင်အဲ့ဒီအခွင့်အရေးတွေလည်းရလာစရာအကြောင်းမရှိပါဘူးမိသားစုမှာမိသားစုကျင့်ဝတ်ဆိုတာရှိတယ်ကျွန်တော်စောစောလေးကလည်းပြောပြပါပြီမိသားစုဆိုတာကျွန်တော်တို့နိုင်ငံကြီးတစ်ခုလုံးရဲ့အသေးဆုံးလူအဖွဲ့အစည်းမိသားစုကနေတဆင့်တက်သွားမှာပဲမိဘရဲ့ကျင့်ဝတ်သားသမီးရဲ့ကျင့်ဝတ်ဆွေမျိုးကျင့်ဝတ်စောင့်ထိန်းရမယ်အဖေကျင့်ဝတ်အမေကျင့်ဝတ်သမီးကျင့်ဝတ်သားကျင့်ဝတ်စောင့်ထိန်းရမယ်ဒီကျင့်ဝတ်ကနေကျွန်တော်တို့တဆင့်တက်လိုက်တဲ့အခါမှာလုပ်ငန်းပိုင်းဆိုင်ရာမှာကျင့်ဝတ်ရှိလာထားပါတော့စက်ယုံတယုံမှာစက်ယုံရှင်ရှိမယ်အဲ့ဒီစက်ယုံရဲ့အလုပ်သမားရှိမယ်အလုပ်ရှင်နဲ့အလုပ်သမားကြားထဲမှာအပြန်အလှန်ထိန်းချောင်းထားတဲ့ကျင့်ဝတ်ရှိတယ်အလုပ်သမားကလည်းအလုပ်ရှင်ပေါ်မှာစောင့်ထိန်းရမယ်ကျင့်ဝတ်ရှိတယ်လို့အလုပ်ရှင်ကလည်းအလုပ်သမားပေါ်မှာစောင့်ထိန်းပေးရမယ်ကျင့်ဝတ်ရှိတယ်ဘသူ့ကိုဘသူကမှမစောင့်ထိန်းဘူးဆိုရင်အခုရန်ကုန်မှာတပိတ်မှောက်တာတွေဖြစ်လာကုန်ရောဘသူမှန်မှန်ဘသူမှားမှန်မသိများသောအားဖြင့်ကတော့အလုပ်သမားလူဒန်းစားမှန်တယ်ကြီးပဲပြောကြတာပဲဒါပေမဲ့အလုပ်သမားတိုင်းလည်းမမှန်နိုင်ဘူးအလုပ်ရှင်တိုင်းလည်းမမှန်နိုင်ဘူးအဓိကအချက်ကတော့အဲ့ဒီကျင့်ဝတ်ကိုအပြန်အလှန်မထိန်းသိမ်းကြလို့ဒီလိုပြဿနာဖြစ်လာဒီကနေနောက်တစ်ဆင့်ကျွန်တော်တို့တက်လိုက်မယ်ဆိုရင်ကျွန်တော်တို့အားလုံးဒီမှာရှိတဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအားလုံးဘုန်းကြီးကျောင်းတော်ရောက်ဖူးလိမ့်မယ်အစ္စလာမ်ဘာသာဝင်တွေလည်းဗလီရောက်ဖူးတယ်ခရစ်ယာန်ဘာသာဝင်တွေလည်း church ရောက်ဖူးမယ်အဲ့တော့ဘုန်းကြီးကျောင်းကိုရောက်ဖူးရင်ဆရာတော်တန်ဃာတော်များကတတ်မှတ်ပေးထားတဲ့ကျင့်ဝတ်ကိုတော့လိုက်နာလိမ့်မယ်ဖဏတ်ချွတ်ဆိုချွတ်ရမှာပဲဘုန်းကြီးတွေ့ရင်လက်ဥချီရမယ်ဆိုချီရမှာပဲလိုက်ဆိုလဲဆိုရမှာပဲလူကြီးရှိခါကုံပြီးခါညှွတ်ပြီးသွားရမယ်ဆိုရင်သွားရမှာပဲဒါကျင့်ဝတ်ပဲအဲ့ဒါလို့မှမလိုက်နာနိုင်ဘူးဆိုရင်လားကိုမလာနဲ့ဘုန်းကြီးကျောင်းကိုသွားရှင်းတယ်လေဒါဟာကိုရောက်သွားတဲ့နေရာဌာနရဲ့ကျင့်ဝတ်ကိုလိုက်နာရမယ်ဗလီထဲသွားရင်လည်းဗလီကျင့်ဝတ်လိုက်နာရမှာပဲချက်ရှဲသွားရင်လည်းချက်ရှဲကျင့်ဝတ်ကိုလိုက်နာရမှာပဲဒါဟာကိုရောက်သွားတဲ့နေရာဌာနအခုဒီခမ်းမကြီးတွေကိုရောက်လာတဲ့လူတွေလည်းဒီခမ်းမကြီးရဲ့စီးမြင့်ကိုတော့လိုက်နာရမှာပဲကိုနာကိုစတွေးထွေးလို့မရဘူးအမိုက်ပစ်ချင်တယ်ပြစ်လို့မရဘူးဒါကိုရောက်လာတဲ့နေရာဌာနပဲကိုရောက်တဲ့နေရာစာပေဟောပြောပွဲကျွန်တော်တို့မြန်မာတွေမှာအင်မတန်ဒါကျွန်တော်အမှတ်တရပါအပြစ်တင်တာမဟုတ်ပါဘူးအင်မတန်ကြောက်စရာကောင်းတဲ့ပြဿနာရှိတယ်စီဝေးပွဲကျွန်တော်ခဏတက်ဘူးတဲ့ခမ်းမတိုင်းမှာရေးထားတယ်လက်ကင်ဖုံးများပိတ်ထားပါမပြောဖို့ကိုမလို့အများနဲ့ဆိုင်တဲ့နေရာမှာရောက်လာရင်လက်ကင်ဖုံးပိတ်ထားစရာမလိုထားရထားပြခဲ့ယူကိုမလားနဲ့ပြောဖို့ကိုမလို့လားတယ်လီဖုန်းဆိုတာအားလုံးလည်းသိကြပါတယ်တယ်လီဖုန်းဆိုတာနှစ်ယောက်တည်းကြားစေခြင်းလို့တယ်လီဖုန်းထွင်ထားတာလေတရက်ကွက်လုံးကြားစေခြင်းတော့လော့စပီကာနဲ့သာអော်ကြပေါ့အဲ့တော့ကျွန်တော်တို့ကတယ်လီဖုန်းဆိုတဲ့ကိစ္စမှာကပြောမယ်ဒီဘက်ကပြောမယ်ဟိုဘက်ကကြားခြင်းနဲ့လူကြားစေခြင်းနဲ့ကိုနဲ့ပြောတဲ့လူနဲ့ကိုနဲ့နှစ်ယောက်ပဲကြားစေခြင်းလို့တယ်လီဖုန်းဆိုတာထွင်လာလေ
ကျွန်တော်တို့တယ်လီဖုန်းဆိုတာဟိုအရင်တုန်းကဆိုရင်မှန်အိမ်လေးတောင်လောက်ထားတယ်အဲ့ဒီထက်ဝင်ပြောရတယ်ဘေးလူမကြောက်အောင်လို့အခုအကုန်လုံးကြားရဟောပြောဟောကိုင်းကြီးနဲ့မှာတယ်လီဖုန်းကြီးနဲ့ပြောအေးဘလူလာအေးဟိုအပေါ်ကပြောတဲ့လူလည်းနောက်ဆက်ဖြစ်ကိုဘေးကလူကိုလည်းနောက်ဆက်ဖြစ်အဲ့ဒါကျွန်တော်ပြောတဲ့ကျင့်ဝတ်ရေးစရာမလိုဘူးဗျာတယ်လီဖုန်းပိတ်ထားပါလို့အဲ့လိုရေးရတာကကျွန်တော်တို့ကရှက်ရေးစရာမလိုအသိစိတ်ကအလိုလိုကိုလိုက်နာရမယ်အဲ့လောက်ကြီးတေးရေးရှင်ရေးတည်းမြအရေးကြီးစရာကျွန်တော်ထင်တယ်လေဘာမှတော့မရှိတော့ပါဘူးအဲ့ဒါလောက်ရှိနေရင်လည်းမလာနဲ့ပေါ့ဘာမှဖြစ်ဘူးအဲ့တွေ့လေဆိုတော့အဲ့ဒီကကျင့်ဝတ်ပဲဒီကျင့်ဝတ်အသေးလေးကျင့်ဝတ်ကိုမှမထိန်နိုင်ရင်ကျွန်တော်တို့ကအခွင့်အရေးဆိုတာကိုတစားစားတောင်းနေလို့မရဘူးနောက်တစ်ခုကျွန်တော်တို့တက်လိုက်မယ်ဆိုရင်အရန်အရေးကြီးလာတယ်ဒါကျွန်တော်တို့အကိုတွေဆရာညီပူလေးတို့လည်းလုပ်နေပါတယ်ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကျင့်ဝတ်ပဲပတ်ဝန်းကျင်ဆိုတာကျွန်တော်တို့ဒီဟာကိုပြောတာမဟုတ်ဘူးနော်ကျွန်တော်အပင်တွေရေတွေကိုပြောတာလွယ်လွယ်ကူကူပဲအပင်တွေကိုခုတ်နေကြတယ်အဲ့ဒီကျင့်ဝတ်ဘာဖြစ်လို့ခုတ်မှာလဲဆက်တွေးရမှာလေအများကြီးပဲတစ်ပင်ခုတ်လို့ဘာတွေဆက်ဖြစ်လာမလဲဆိုတာလေအများကြီးပဲဒီရေတွေကိုအလွယ်သုံးစားလုပ်လိုက်တဲ့အတွက်တိုင်းပြည်ဘာဖြစ်သွားမလဲဆိုတာလေအများကြီးပဲဆက်တွေးလိုက်အဲ့ဒါကိုဒီကျင့်ဝတ်ကိုမှမဆောင်ထိန်နိုင်ပဲကျွန်တော်တို့ရဲ့မိတ်ဆွေဟိုဝင်းကြီးဆိုရင်ဦးကြောင်ကြောင်နဲ့သွားပြောသေးတယ်တရုတ်ကကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပါဆိုတာလေကျွန်တော်လည်းတနာလိုက်တာသူ့ဗမာစာစကားပြောနည်းကိုဘယ်လိုသင်ပေးရမလဲလို့ပေါ့အဲ့ဒီဘာကျွန်တော်တို့စီမှာရှိသမျှအကုန်လာဆွဲသိမ်းသွားတာဘာဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ကသူ့ကျေးဇူးရှင်တတ်မှာဘာမှအလကားရလို့လုပ်တာမရှိဘူးအလကားနေလည်းကျွန်တော်တို့က10ကိစ္စတွေဝင်ပါရအခုလက်ပတောင်းတောင်ကိစ္စတွေဝင်ပါရဆိုတာဟာသူတို့ကပတ်ဝန်းကျင်ကိုကျင့်ဖို့မဆောင်ထိန်တာရရင်အကုန်ယူမှာပဲဆိုတာအဲ့ဒီစိတ်ဒီကနေတဆင့်တက်ရင်တက်ရှိတတ္တဝါတွေအပေါ်မှာကျွန်တော်တို့ထားရမယ်စိတ်အဲ့ဒီထားရမယ်ကျင့်ဖို့ကျွန်တော်ဆိုငယ်ငယ်တုန်းကအခုတည်းကပါ sorry ငယ်ငယ်တုန်းကမဟုတ်အခုချိန်ကြီးကျွန်တော်ဘယ်သူ့ကိုမှလက်သီးနဲ့မထိုးဘူးဘာဖြစ်လို့ကျွန်တော်မထိုးတာလဲဆိုတော့ကျွန်တော်အထိုးခံရမှာကြောက်လို့သူ့ကိုကျွန်တော်ထိုးရင်သူကျွန်တော်ပြန်ထိုးမှာကျွန်တော်အထိုးခံရမှာကျွန်တော်အသေးကြောက်အဲ့ဒီအတွက်ကြောင့်ကျွန်တော်သူ့ကိုမထိုးအဲ့တော့အဲ့ဒီကျင့်ဖို့တက်ရှိတတ္တဝါအပေါ်မှာထားတဲ့အခြေခံကြတဲ့ကျင့်ဖို့ကိုနာတယ်လို့သူနာမှာပဲငါရိုက်လိုက်မယ်ခေါင်းကွဲသွားမယ်သူရိုက်ရင်လည်းငါကွဲမှာပဲဒီတိရစ္ဆာန်ကိုငါတတ်လိုက်မယ်ဒီကောင်ငါပြန်ကိုက်ရင်လည်းငါခံရမှာပဲစသဖြင့်ပေါ့အဲ့ဒီကျင့်ဖို့ဆိုတဲ့အခြေခံစောင့်ထိန်အပ်တော်တရားလေးတောင်ကျွန်တော်တို့မထားနိုင်ရင်ဘာအခွင့်အရေးတွေကိုလာတောင်းနေကြအောင်ပါလဲ